ဘလို့တင်းမေးစီမှာကိုဝင်ရှိနေပြီဟုတ်လားကိုလာထွေးကလည်းအံ့ဩစိတ်နဲ့မယုံကြည်နိုင်သေးပဲနဲ့ထပ်မိလိုက်မိတော့တယ်မတ်တင်မေကလည်းရှက်ပြုံးပြုံးရင်းနဲ့ခေါင်းကိုညှိမ့်ပြတော့ကိုလာထွေးကအတော့ကိုပဲဝမ်းသာသွားတယ်ငါဘလို့ပြောမှန်းတော့မသိတော့ပါဘူးဝမ်းသာလိုက်တာဟာကိုလာထွေးရဲ့စကားကြောင့်မတ်တင်မေကျင်းနဲ့ပြုံးပြုံးနေမိတော့တယ်လာအနှဲငယ်ကြလာတော့မတ်တင်မေရဲ့ကိုဝင်ကလည်းရင့်မှလာတဲ့အချိန်ကြတော့မိမငါမနေ့ကတောထဲယူသားဖို့ဝယ်ထားတဲ့အမဲကြောက်တွေရောမသိဘူးလေတော်ပဲသိမ့်ထားတာမလားတကယ်တည်းကျုပ်ကိုလာပြီးတော့ဆွဆွဲနေတယ်မတ်တင်မေရဲ့အဖေစကားကလည်းဘောက်ဆက်ဆက်ကိုလာထွေးတော်မှအံ့ဩမိရလေတော့တယ်ရခင်သူမိမကယခုလိုစကားမျိုးနဲ့အထအနာမကောက်တဲ့ယခုမူကဘာဖြစ်ဖြစ်ဒေါသကကြီးလာတတ်ပြီးတော့ဆက်ဆက်ထီကိုမခံဖြစ်လာတယ်လို့ပဲအေးကွာခွေးတွေဘာတွေမြန်ဝင်ဆွဲသလားတော့မသိဘူးအိမ်ကိုလည်းဂယူးတဆိုင်နဲ့ကြည်ထားအောင်မိမရေကိုဝင်အရှင်ကြောင့်သွေးသားပြောင်းလဲတာဖြစ်မယ်လို့ပဲကိုလာထွေးကတော့ဖြေသိရင်နဲ့တွေးနေမိတော့တယ်အဲ့ဒီမှာတော့ကိုလာထွေးကအလုတ်စီကိုပြန်ထွက်ခွက်လေတော့တယ်စိတ်ထက်ကလည်းအလိုလိုလေးလံထိုင်းမှနေတယ်ငါဘာဖြစ်နေတာလဲမသိပါဘူးကိုသုံးသက်ကြည့်ပြီမဲ့အဖြေကလည်းရှိမလားတွေးတော်ရင်ခြေလန်းတွေကလည်းလေးလံလာလေတော့တယ်တော်ပြီကွာနေရတာတမျိုးပဲအိမ်ကိုပဲပြန်တော့မယ်မနေ့မှပဲအလုပ်ကိုသွားတော့မယ်ကိုလာထွေးရဲ့ခြေလန်းတွေကလာရလန်းစီကိုခရီးသိမ့်မဝေးသေးတာမို့ခဏအတွင်းမှာပဲအိမ်ကိုရောက်သွားလေတော့ဟင်းအတံမပေးပြင်းနဲ့အိမ်ထဲကိုဝင်သွားမိတဲ့ကိုလာထွေးစီကအာမေရိတ်တယ်သူ့ရဲ့မြင်ကွင်းတွေကတော့အံ့ဩဖွယ်ရာသူ့ရဲ့မိန်းမမတ်တင်မေရဲ့ပျောက်သွားပြီဆိုတဲ့အမဲကြောက်ထုတ်ကိုသူ့ရဲ့အရှိမချပြီးတော့အစိမ့်လိုက်ကြီးကိုမရင်ရှိတ်ရင်နဲ့စားတော့နေလေတော့တယ်ကိုလာထွေးကလည်းဘာလို့ရမှန်းမသိမတ်တင်မေကိုကြောင်အိုင်းနဲ့ငေ့ကြည့်နေမိတော့တယ်အချိန်တော်ကြတော့မှကိုလာထွေးကချောင်းရံတန်ပေးလိုက်လေတော့တယ်မတ်တင်မေတယောက်ကလည်းတုံ့လှုပ်သွားတယ်ပြီးတော့မှအမဲသားတို့ကိုကပန်းကနန်းနဲ့ဖွက်လိုက်ပြီးမှအေးကိုလာထွေးကပြက်မဖြေဘူးအိမ်မော်ကိုသာတက်လာလေတော့တယ်တော်အလုပ်ကိုမသွားဘူးလားအင်းမတ်တင်မေကဟန်မပြက်မေးပေမဲ့ကိုလာထွေးကတော့တိတိတသာကိုဟန်အမူအရာပြောင်းရင်းသွားလေတော့တယ်ကဲပါတော်ပင်ပန်းလာလို့ဖြစ်မှာပါနာနာနေပေါ့မတ်တင်မေကလည်းအဲ့လောက်ပဲပြောပြီးတော့အိမ်ရောက်ကိုဆင်းသွားခဲ့လေတော့တယ်ကိုလာထွေးကတော့မယားဖြစ်သူရဲ့ကြောပြင်ကိုကြည့်ရင်းနဲ့တောင်အီအဖြေမရှိတဲ့အတွေးတွေနဲ့အချိန်ကာလကလည်းအနှဲငယ်ကြချိန်မှမတ်တင်မေရဲ့ဘိုက်ကတော့တိတိတသာပူလာခဲ့လေတော့တယ်မတ်တင်မေတို့မြန်တော့အေးမောင်ရဲ့နာရီတုံးကလည်းထမင်းစားတာများဆိုတာဝသားတွေကြီးပဲကျုံစားတာနိုင်ရှင်ကတော့ညွှန်ညင်လာပါရဲ့ဟုတ်ပါတော့တကယ်ပြောကိုမပြောချင်ဘူးကျုပ်တို့ဆိုရင်လည်းသူနဲ့တဝိုင်းနဲ့ထိုင်စားမိတာတော့မျက်နှာတွေပူလို့မတ်တင်မေငကိုရတဲ့အစားအသောက်ကလည်းကျန်းလာတယ်ဆိုတာကိုလည်းလူတွေတော်တော်များများကသိလာလေတော့တယ်တို့ပေမဲ့စားတာလူကတော့တဖြည်းဖြည်းပိန်လာပြီးအယိုးပေါ်အရေးတင်လေတော့တယ်ကဲရဲ့ပြောဆိုသူတွေပါဇက်ပေါက်ကလည်းမတ်တင်မေတယောက်ကတော့ရစရာမရှိအောင်ပါပဲသူကလည်းကိုဝင်ကြီးနဲ့ဆိုတော့တရေသားအတွက်အာဟာရလူစားရတာနေမှာပေါ့အေးလေသူ့ယောက်ျားလှထွေးကလည်းမီးသေးသမားဆိုတော့လေမီးသေးမပေါ်ပရရင်သူစားကျင်တာဘယ်လိုဝယ်ကျွေးနိုင်မလဲစားတာတော့စားတာပေါ့အခုကစားတာတော့လဲဝမလာပဲနဲ့ပိန်းလိန်နေတာပဲတေချာတာကတော့ဒီကောင်မကိုဖုံးဝင်နေပြီထင်တာပဲတပြေးပြေးနဲ့တင်မေဖုံးဝင်နေတယ်ဆိုတဲ့သတင်းကတော့ရွာထဲမှာပြန့်လာလေတော့တယ်ဘလို့ပင်ပြောကြပေမဲ့ကိုလာထွေးကတော့သူမိမကိုအမဲကြောက်ကိစ္စနဲ့မသိမငါဖြစ်ခဲ့ပေမဲ့အပြစ်တော့မမြင်ခဲ့ဘူးတင်မေမင်းစားတာတောက်တာတွေနဲ့ပတ်သက်ပြီးတော့ရုပ်ပြက်ဆင်းပြက်ဖြစ်လုံးလို့ရွာထဲမှာလည်းပြောဆိုကုန်ကြပြီနည်းနည်းပါးပါတော့တတိလေးထားပါအောင်မိမရဲ့ကိုလာထွေးနားမခံတာတော့လို့မတ်တင်မေကိုတတိပေးတဲ့အနေနဲ့ပြောမိလေတော့တယ်တင်မေကတော့အိုတော့ရာဆကျုပ်ပါဇက်နဲ့ကျုပ်စားတာတော့သူတို့ပါဇက်အငှားတက်ပြီးတော့စားတာမှမဟုတ်တာပြောကျင်တပတ်ဆိုရင်လည်းပြောကြစမ်းပါစေဘိုက်ကြီးတယ်ပဲစားမှာပေါ့ကျုပ်လိုဘိုက်ကြီးတယ်စားတာကအလှမှာစားရင်အလှရှင်အတွက်ပိုးတော်မှဒါနမြောက်သေးတာမတ်တင်မေရဲ့တုတ်ပြန်စကားတွေအကြောင်းကိုလာထွေးခမရဘာမှတော့မပြောတာတပ်ပြင်းကိုသာခိုးချမိရင်းနဲ့ခေါင်းကိုသာခါရမ်းမိတော့တယ်အလဲအင်းရွာအဖျားကလူချမ်းသာကိုသာစိန်တို့မိသားစုရဲ့အလူငွေကြေးတက်နိုင်သူတို့မှုဝတ်တဏီချက်နဲ့ပဲဟင်းငချောက်ကျော်နဲ့အခန့်ကျွမှုကစီကားချိတ်တဲနေတော့တယ်မတ်တင်မေကလည်းထုံးစံအတိုင်းအလူကိုရောက်လာပြီးတော့သပင်ကြီးဖားလျက်ချကထမင်းဝိုင်းတစ်ခုစီမှတယောက်ထဲအသားဟင်းနေတဲ့ထမင်းကိုမရေရှိတ်ရည်နဲ့စားတော့နေလေတော့တယ်ညီလေးဟိုမိမကိုတွေ့လားသူ့ဘိုက်ထဲကခလေးကလူမဟုတ်ဘူးဘလူးလေကွဟုတ်တယ်ကွခါတကရက်ခပဲအစားတိတ်ကျူတာအခုသူ့အမေရဲ့စိတ်တရံကိုလွှမ်းမိုးပြီးတော့စားတော့နေတာဒါကြောင့်အဲ့ဒီမိမကပိန်နေတာပေါ့အလူမန်းတဲ့ရဲ့ဒေါင်းတနေရစီမရက်နေတဲ့အမွာညီကိုနှစ်ယောက်စီကနေသူတို့ချင်းချင်းပြောနေကြတဲ့စကားတန်နေသူတို့ပြောနေကြတာကိုတော့နဘေးစီကနေအကြီးကောင်းကအမှတ်မထင်ကြားလိုက်ရတော့တယ်ဟဲ့သားတို့သူတစ်ပါးကိုဝင်ကြီးနဲ့မဦးမချုံမပြောကောင်းဘူးနေစမ်းမအောင်သားတို့ကဘဲကလဲဘဲသူသားတွေလဲဖွားလေးကိုပြောချေစမ်းအမွာညီကိုနှစ်ယောက်ကလည်းအကြီးကောင်းကိုမသိပေမဲ့ရင်ကြေးကြေးနဲ့အယိုးကန်တိုင်းပဲကျုပ်တို့ကတော့အုတ်ကန်ရွာကဥပတင်နဲ့ဒေါ်မဲစုံတို့ရဲ့သားတွေပါဟင်းဒါဆိုတို့ညီနောင်တို့ဆိုတာသားတို့ပေါ့အကြီးကောင်းရဲ့အမေကိုအမွာနှစ်ယောက်ကလည်းကောင်းညင်ပြလိုက်လေတော့တယ်အကြီးကောင်းပါဇက်အဟောင်းသားဖြစ်သွားလေရဲ့တို့ညီနောင်ဆိုတဲ့ကလေးတွေကတော့လူထူးဆန်းလေးတွေလို့သူတို့နေတဲ့ကြောမှာတော့နာမည်ကြီးနေတယ်ကျုပ်တို့လိန်ပြောတာတော့မဟုတ်ဘူးဖွားလေးကြီးအဲ့ဒီမိမရဲ့ဗိုက်ထဲကကလေးကတိတ်ကိုအစားကျူတဲ့ဘလူးဆိုတာတော့ကျုပ်တို့မြင်နေရတယ်ဟုတ်တယ်ဖွားလေးရဲ့သူ့အမေစားသမျှကိုအဲ့ဒီဘလူးကပြန်ပြီးတော့စားတောက်နေတာ
ခါတကရက်ခအစားသိပ်ကျူတဲ့ဘလူးပဲသူ့အာဒီသားကြောင့်သူ့အမေကအခုလိုရုပ်ပြက်ဆင်းပြက်အစားမှတ်တယ်လို့ဖြစ်နေရတာပေါ့တကယ်လို့သူသားမွေးဖွားလာခဲ့မယ်ဆိုရင်တော့ဖွားလေးတို့ရွာလုံးကျွတ်အောင်လို့သူကစားပြစ်လိမ့်မယ်အကြီးကောင်အံ့ဩသွားလိတော့တယ်ကဲပါအဖွားလေးမြင်တာအောင်လို့သားတို့ပြမယ်စိတ်မြန်တဲ့ဒုံငယ်ကလည်းပြောဆူဆူနဲ့အကြီးကောင်ရဲ့မျက်နှာအရှိစီမှလက်ကိုဝါသရံကွင်းပြီးတော့ဂါရာတစ်ပုတ်ကိုရွက်ခါဝှေ့လိုက်လိတော့တယ်အလိုလေးတော့အကြီးကောင်အတော့ကိုလမ်းဖြန့်သွားလိတော့တယ်တင်မေရဲ့အပေါ်မှာကျွဲတကောင်စာလောက်ကြီးရှိတဲ့အရိပ်မဲမဲကြီးကအုံမိုးပြီးတော့တင်မေစားသမျှအဲ့ဒီအရိပ်မဲကြီးရဲ့ပါဇက်ထဲကိုရောက်နေလိတော့တယ်အေးသားတို့ပြောသလိုဆိုရင်တော့တရွာလုံးတော့ဒုက္ခတွေဖြစ်ကုန်တော့မှာပဲဒါကိုဘယ်လိုလုပ်ကြရမလဲအကြီးကောင်ကလည်းသားသမီးလိုခင်မင်နေတဲ့တင်မေတို့အတွက်ကိုစိုးရင်တကြီးနဲ့အပြောအမွှာနှစ်ယောက်ထဲကအကြီးကောင်ကအခုနေတော့ဘာမှလုပ်လို့မရဘူးလုပ်ရင်တော့အမေဖြစ်သူကိုထိခိုက်နိုင်နေဖွားလေးရဲ့စိတ်တော့တိတ်မပူပါနဲ့သူမီးဖွားတဲ့ရက်ကြမှာသားတို့လာခဲ့မယ်သားတို့ကတင်မေပိုက်ထက်ကဘလူးလေးကိုနှိမ်နှင်းနိုင်တယ်ပေါ့ဟုတ်လားဟုတ်တယ်ဖွားရဲ့သားတို့လုပ်ပေးနိုင်ပါတယ်ဒုံငယ်ကတော့ပြောတယ်ဒိုးကြီးကဒုံငယ်ကိုလက်တို့ပြီးတော့ဟာညီလေးဖြစ်ပါမလားဘာလို့ဂတိပေးလိုက်တာလဲငါတို့တစ်ခါမှလည်းကြုံမှုတာမဟုတ်ဘဲနဲ့ပြီးတော့ဘာဖုံးတို့တည်သွားရင်လည်းခွင့်ပြုမှာမဟုတ်ဘူးအိုးအကိုကလည်းငါတို့ကကောင်းတာလုပ်တာပဲဘာဖုံးနဲ့ဘဘကပီယာစူမှာဆိုရင်တော့အတိမပေးဘဲနဲ့လုပ်မှာပေါ့မဖြစ်เสียတော့မရှိပါဘူးကွာငါတို့ကတာမန်เจ้าညာတွေမှမဟုတ်တာကျန်းကန်တော်တော်များများကိုလည်းလေ့လာထားတာပဲဟာ哦ငါတို့လုပ်ရင်ဖြစ်တာပါပဲဒိုးကြီးကလည်းဘာမှမပြောဘဲနဲ့ဒုံငယ်ကပဲဘာမှစိတ်ပူမနေနဲ့ဖွားလေသူမွေးတဲ့နေကြရင်တော့ကျုပ်တို့လာခဲ့မယ်ဒုံငယ်ကလည်းပိုင်ပိုင်နိုင်နိုင်နဲ့ပြောချလိုက်လေတော့တယ်အကြီးကောင်းကတော့ဒုံငယ်ရဲ့စကားကိုနားထောင်ရင်းနဲ့တင်မေကိုတစ်ချက်လှမ်းကြည့်ပြီးတော့ခေါင်းကိုသာညှိလိုက်မိတော့တယ်အလဲအင်းကနေပြီးတော့ပြန်လာတဲ့ချိန်မှာတော့ညီကိုနှစ်ယောက်ကလည်းဘလူးကိုနှိမ်နှင်းဖို့အင်းနေမန်နာတွေကိုကြိုတင်စီစဉ်ကြလေတော့တယ်တလားလောက်ပဲကြာမယ်တနေ့မှတော့မတ်တေမေတယောက်ဘိုက်နာပြီးတော့မီးဖွားဖို့ဖြစ်လာလေရောမနေ့ကလေးကနာလိုက်တဲ့ဘိုက်ကြောင့်မတ်တေမေဟာဒေါသတကြီးနဲ့မြင်သမျှကိုပတ်ရန်နေတော့တယ်ပြီးတော့ငွေကနေဖွားကနေအမဲသားစားကျင်လို့ဆိုပြီးတော့ကိုလာထွန်းစီကလည်းအတင်းကိုတောင်းနေသေးတာသူတို့နေမှာလည်းအမဲသားကပေါ်တုံးပုံခိုင်ပဲရတာဆိုတော့ကိုလာထွေးခမဝယ်မကြွေးတတ်ဘူးဒီတော့မတ်တေမေကလည်းဒေါသတကြီးနဲ့ကလော်တုတ်တာဘေးပံဝင်ခြင်းတွေကလည်းမကြောက်ဝင်မနာတာတင်မေရဲ့မီးဖွားလူစစ်စစ်ဘာလို့ငါ့ကိုဆဲနေရတာလဲဟာငါလည်းနေဖြစ်ချင်တာတွေကိုလှုပ်ပေးနေတာပဲအိုတော့ဆဲမှာပဲမဆဲစေခြင်းကျုပ်စားချင်တာကိုတော်ရအောင်လှုပ်ပြီးပေါ့အမဲသားကရမှာမရတာတင်မေရဲ့ငါကြေးတော်ကုန်းကအမဲတိုင်အထီတောင်မှပဲရောက်ပြီးပြီဒီနေ့နွားဝယ်လို့မရလို့အမဲမပေါ်ဘူးတဲ့ဟာမတိဘူးတော့ကျုပ်စားချင်တာမရရင်တော့တော့အသားကိုစားမှာဟင်ကိုလာထွေးကလည်းအတော့ကိုထိတ်လန့်သွားလေတော့တယ်မတ်တေမေပြောပုံကလည်းမျက်တောက်နီနီကြီးတရေတများများနဲ့တကယ်ကိုစားတော့မဲ့ပုံကြီးလေအဲ့ဒီနေ့ကိုလာထွေးခမလည်းတနေကုန်ကိုပဲမတ်တေမေနဲ့လွတ်အောင်လို့ရှောင်တိန်နေရလေတော့တယ်ညနေဆောင်းလာတော့မတ်တေမေဘိုက်ကလည်းတအားနာလာတော့တာပဲရွာကလက်သက်ကိုခေါ်ပြီးတော့မွေးဖို့လည်းလောက်ရတော့တယ်ဒါပေမဲ့ကလေးကမွေးတော့မယ်မတ်တေမေပါဇက်ကတော့ကိုလာထွေးကိုစားကျင်တာမစားရလို့ကျင်းဝါတဲ့အတန်ကတော့အစဲကမပြဲဖွားလေးရေဖွားလေးဝိုင်းထဲကိုဝင်လာတဲ့ညီကိုနှစ်ယောက်ကအော်ခေါ်လိုက်လေတော့တယ်အကြီးကောင်တယောက်ကလည်းထွက်လာပြီးတော့ညီကိုနှစ်ယောက်ကိုကြည့်တော့အံ့ဩသွားလေတော့တယ်သားတို့မှောင်တော့မှောင်နေပြီဘဲကနေဘလို့တကယ်တော့မတ်တေမေမျိုးမဲ့ရက်ကိုညီကိုနှစ်ယောက်လာခဲ့မယ်လို့ပြောခဲ့တာကိုတော့အကြီးကောင်ကမေ့နေခြင်းပဲဖြစ်တယ်ကျုပ်တို့လာတာအလှတုံးကကိစ္စကြောင့်လေဖွားလေးရဲ့ဓမ္မကျုပ်တို့အဖလဲပါတယ်အော်ဟုတ်ပြီဖွားလေးမေ့တာကဲလာကြအကြီးကောင်းကလည်းညီကိုနှစ်ယောက်ကိုအိမ်မောတို့ခေါ်ပြီးတော့နေရာထိုင်ခင်းပေးလိုက်လေတော့တယ်ဥပဒေခမရတော့အခုထိဘာကြောင့်အလဲအင်းရွာစီကိုသားတွေကလိုက်ဖို့ခိုင်းနေဆိုတာကိုတော့မသိသေးဘူးအဖွားလေးကျုပ်တို့ဖျားဝတ်ပြလိုက်အောင်မယ်ဟိုဘက်အိမ်ကကာယကံရှင်ရောက်လာရင်တော့အကျိုးအကြောင်းကိုအရင်ပြောပြထားပြီပါညီကိုနှစ်ယောက်ကလည်းအကြီးကောင်းအိမ်ကဖျားเจ้าဆောင်စီမှာစင်မီနဲ့ရေချမ်းတွေကိုကတ်လှူပြီးတော့သူတို့မှပါလာတဲ့အမွှေးနဲ့တာတိုင်းတွေကိုပူဇော်ပြီးတော့ဝတ်ပြုကြလေတော့တယ်အချိန်ကလည်းတဖြည်းဖြည်းနဲ့မှောင်မိုက်လာခဲ့ပြီအကြီးကောင်းအော်ဧည့်သည်တွေရောက်နေတာပဲအိမ်ရှိစီကနေတကြောခေါ်ရင်းနဲ့ခေါင်းကုတ်ဖင်ကုန်းနဲ့ရောက်လာတာတော့ကိုလာထွေးအကြီးကောင်းကတော့ပြသလဲနဲ့ကိုလာထွေးကိုဆင့်ခေါ်လိုက်ပြီးတော့အကျိုးအကြောင်းပြောပြလိုက်လေတော့တယ်အကြီးကောင်းရဲ့စကားတွေအကြောင်းကိုလာထွေးတယောက်ကလည်းမယုံနိုင်စရာမျက်ဝန်းနေနဲ့အကြီးဖြစ်ပါမလားဗျာကိုလာထွေးရဲ့စကားတောင်မဆုံးသေးဘူးသူ့ရဲ့အိမ်ဘက်စီမအမလီကဲကြပါဦးဘလူးလေးတော့တင်မေဘလူးလေးမွေးလာလို့အော်တန်ကြောင့်ကိုလာထွေးကလည်းသူ့အိမ်ကိုအသေးအတန်ပြင်းပြီးတော့လေတော့တယ်အိမ်ထဲရောက်တော့လက်သေးကြီးထွန်းထားတဲ့အောင်လင်းဓမီအယောင်နဲ့မိနစ်တဲ့အခန်းတွေမြင်လိုက်ရတဲ့မြင်ကွင်းကတော့သွေးလိတ်ပေးချင်နေတဲ့မွေးကင်းစားကလေးငယ်ဟာဆန့်ကြီးဖြစ်နေတဲ့တင်မေရဲ့နဘေးမှာတော့ငုတ်တုတ်ကြီးထိုင်ရင်းနဲ့သူ့အချင်းကိုသူပြန်စားနေတဲ့ဘလူးကလေးကကိုလာထွေးကိုမြင်တော့သူ့ပါဇက်ကိုဟပြီးတော့မန်ဖီတော့တယ်ကြောက်မှတ်ဖွယ်ရပါပဲပါဇက်ကတာမန်ထဲအဆမတန်ကိုကြီးနေတယ်လို့အထဲကလည်းအဆွဲတွေကပေါက်နေတာအာကောင်အထိပဲချက်ချင်းပဲကိုလာထွေးရဲ့အိမ်စီကိုလူတွေကစုပြုံရလာလေတော့တယ်လူတွေကိုမြင်တော့ဘလူးလေးကလည်းမန်ဖီပြီးတော့ထခုံတာလူတရက်ကြော်ပဲကိုလာထွေးနဲ့အာကောင်မောင်းတန်ယောက်ျား3ယောက်တော့နေခဲ့ကြကျန်တဲ့သူတွေကတော့ဝေးရကိုဖယ်ပေးကြပါညီကိုနှစ်ယောက်ကလည်းမြေတားရက်ခံစကားပြောကအတော်များများကတော့အထိတ်တလန့်ဖြစ်ပြီးတော့အိမ်ပြင်ကိုထွက်ပြေးကြတယ်ဥပတင်ကိုလာထွေးနဲ့အာကောင်မောင်းတန်ယောက်ျားတချို့ပဲကြံနေရစ်ခဲ့တယ်အကိုမင်းစီကဆမအင်းအချုပ်ကိုထုတ်တော့
ဒလုံးနဲ့ချက်ချင်းပဲသူ့အိတ်ထဲမှာရှိတဲ့တိမ်ဝင်တပိတ်ကွဲစီမှရေးဆွဲထားတဲ့အချုပ်အင်းကိုထုတ်လိုက်ပြီးတော့ခုံဆွမှန်ဖီနေတဲ့ဘလူးလေးကိုဥတဲပြီးတော့ရစ်ချီလိုက်လေတော့တယ်ခုံဆွနေတဲ့ဘလူးလေးကိုတစုံတယောက်ကလည်းချီနှောင်လိုက်သလိုဖြစ်ပြီးတော့မချိမဆန့်ကိုအော်ဟင်ရဲနဲ့ကျမ်းမြင့်စီကိုပြုတ်ကျသွားလေတော့တယ်သူ့ကိုချုပ်ထားတော့အမေဖြစ်သူကိုအမြန်ဆွဲထုတ်ကြကြကိုလာထွေးအပါဝင်အားကောင်းမောင်းတန်ယောက်ျားတို့ကလည်းသတိလစ်နေတဲ့မတ်တေမေကိုလည်းအမြန်ဆွဲထုတ်ကြတယ်မတ်တေမေအပြင်ကိုရောက်တာနဲ့ညီကိုနှစ်ယောက်ကလည်းအခန်းကိုစီးချလိုက်ပြီးတော့အားလုံးပဲအကြီးကောင်းတို့အိမ်ဘက်ကိုတွားနေပြီးကြပါလူအားလုံးကလည်းကိုလာထွေးခြံထဲကနေထွက်သွားကြကုန်တယ်ကဲအကိုမင်းသူ့ကိုချုပ်မြဲအတိုင်းချုပ်ထားပြီးတော့ငါသူ့ကိုချုပ်နှောင်ပြီးတော့အင်းရိုက်လိုက်တာနဲ့မင်းကအချုပ်အင်းကိုဖြေးလိုက်တော့ကျဲလောင်တဲ့အတန်နဲ့အတူတအိမ်လုံးလဲတိတ်တိတ်တုံသွားခဲ့လေတော့တယ်ခလေးငယ်ဟာလည်းပျော့ခွေကြပြီးတော့အရိပ်မဲကြီးတစ်ခုကတော့အခန်းထဲကနေပေါ်လာလေတော့တယ်အဲ့ခါမှာတော့ဂေါရမရက်ခမန္တာကိုအာနာဆက်ပြင်းပြင်းနဲ့ရွတ်လိုက်လေတော့တယ်မန္တာကိုစရွတ်လိုက်တာနဲ့ပဲညီကိုနှစ်ယောက်ရဲ့အနောက်မှာတန်လျက်ကိုင်ရွှေရောင်ရက်ခကြီးကပေါ်လာလေတော့တယ်အာအရှင်တန်လျက်နဲ့မခုတ်ပါနဲ့ကျုပ်ကြောက်ပါတယ်မဲမဲရိပ်ကြီးကလည်းရွှေရောင်ရက်ခကြီးကိုမြင်တော့ဒူးတွေညှွတ်ခွေကျသွားပြီးတော့ထိတ်လန့်ကြအော်ဟစ်လေတော့တယ်ခါရကရက်ခတင်းနဲ့လှပုံကဘာမှမသက်ဆိုင်ဘူးတင့်ထာနေကိုကောင်းကောင်းမွန်မွန်နဲ့တင်ပြန်နေပါနေပါမယ်ကောင်းပြီလေတင်းကတိကိုတင်တီမယ်လို့ယုံကြည်မိတာမို့ကျုပ်တို့ညီကိုနှစ်ယောက်ကတင့်ကိုလှုပ်ပေးလိုက်မယ်ဒါလို့နဲ့ခဏအကြာမှပဲအရိပ်မဲကြီးကအခန်းထရံကိုဖောက်ထွက်ပြီးတော့ထွက်ပြေးသွားလေတော့တယ်အဲ့နောက်ပိုင်းမှာတော့ညီကိုနှစ်ယောက်ကလည်းအခြားပြောကတွေဝင်လာကြမှစိုးတဲ့အတွက်ကြောင့်မလို့ခလေးငယ်ရဲ့အလောင်းကိုလေးပိုင်းပိုင်းပြီးတော့အချုပ်အနှောင်စီမံနဲ့နေရာခွဲပြီးတော့မြုပ်နှံစေခဲ့လေတော့တယ်တတိလေးနေတဲ့မတ်တေမေကိုလည်းအင်းဆက်ကူတရွက်ကိုပြာချရေဖြော်ပြီးတော့တိုက်ကျွေးခဲ့လေတော့တယ်အဲ့ဒါကိုတောက်ပြီးချိန်မှာတော့မတ်တေမေရဲ့ကိုရင်းကနန်းစောပြီးတော့မဲပုံနေတဲ့အညစ်အကြေးအရေတွေကကျလာလေတော့တယ်ဒီပြဿနာကိုဖြေရှင်းပြီးတော့ကျောင်းကိုပြန်ချိန်မှာတော့ညီကိုနှစ်ယောက်ဟာဘာဖုံးနဲ့ကပ်ပီယာကြီးတို့စီမှာခွင်မတောင်းမဲနဲ့လှုပ်ဆောင်မိတဲ့အတွက်ကြောင့်မလို့အပြစ်ပေးခံရပါတော့တယ်ဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်